နတ်သမီးလေးကစိတ်မုံလေးတွေကိုတောင်းပင်ပေါ်ဖြူလိုက်တယ်။မကြခင်မှာပဲတင်ကားနတ်သမီးလေးကိုမွေးဖွားလာခဲ့ပါတယ်။နတ်သမီးတွေကသူမကိုနှွေးထွေးစွာကြိုးဆိုကြတယ်။ဘီယမကြီးကသူမရဲ့အတောင်ပံလေးတွေကိုမော်အစွမ်းတွေထည့်သွင်းပေးခဲ့ပါတယ်။ဒေါင်းမင်းသမီးလေးဟာလေထဲကိုမြင့်တက်လာတယ်။ပထမဆုံးမြင်တွေ့ရတဲ့အရာအားဆုံးဟာစိတ်ဝင်စားစရာတွေဖြစ်နေခဲ့ပါတယ်။ဒေါင်းမင်းသမီးလေးကပန်းခွင့်ကိုရွေးပေမဲ့ပန်းခွင့်ကပြန်မရွေးပါဘူး။လေမုန်တိုင်းကလည်းပျောက်သွားတယ်။ရေဆက်လေးကလည်းသူမကိုမရွေးဘူး။သူမဟာတူဘေးကနေဖြတ်သွားတော့တူကသူမကိုရွေးချယ်လိုက်ပါတယ်။ဒေါင်းမင်းသမီးလေးဟာတူရဲ့လက်ကင်ကိုစုပ်ကိုင်လိုက်တယ်။တူဟာမျက်စိကျင်းလောင်းအောင်တောက်ပတဲ့အလေးရောင်ထွက်လာတယ်။နတ်သမီးတွေကဝမ်းသာအားရလက်ခုပ်တီးပေးကြတယ်။ဒေါင်းမင်းသမီးလေးဟာလုတ်ဖို့ကိုင်ပတ်နှစ်ယောက်ကိုမြင်လိုက်တဲ့အခါမျောလင်းချက်မဲ့သွားပါတယ်။လုတ်ဖို့ကိုင်ပတ်တွေဟာဒေါင်းမင်းသမီးလေးကိုသူတို့ရဲ့အလုပ်နေရာကိုလိုက်လံပြသပေးပါတယ်။အရာအားလုံးကအံ့အားသင့်စေခဲ့ပါတယ်။ပြီးတော့သူမရဲ့အင်ရသစ်စီခေါ်လာခဲ့ကြပါတယ်။အင်ကြီးတွေပါပြင်ဆင်ထားကြပါတယ်။အင်ကြီးကိုဝတ်ကြည့်တဲ့အခါအရန်ကြီးနေတဲ့ဒေါင်းမင်းသမီးလေးဟာကကြေးကိုကောက်ကင်ပြီးဖြတ်တောက်ပြင်ဆင်လိုက်တယ်။လှပတဲ့အဝတ်စားတစ်ထည်ဖြစ်လာပါတယ်။ဒေါင်းမင်းသမီးလေးဟာလေးနဲ့သမီးနဲ့စကားပြောလိုက်တဲ့အခါသူမရဲ့ကံကြမ္မာကိုလုံးဝပြောင်းလဲသွားစေပါတော့တယ်။ငါတို့ကတဘာဝဆွားတွေကိုဖန်တီးနေခြင်းမှာမင်းတို့ကတော့အိုးပုတ်တီရေနွေးရိုးဒီပဲလုပ်နေရလားလို့လေးနဲ့သမီးကပြောလိုက်ပါတယ်။မကြခင်မှာပဲနတ်သမီးတွေအတွက်စောင်းရတီကိုနွေရတီအဖြစ်ပြောင်းလဲပေးရမယ့်အချိန်ရောက်လာပါပြီ။နတ်သမီးအားလုံးပြင်ဆင်မှုတွေနဲ့အလုံးမြုံနေကြတယ်။ဒေါင်းမင်းသမီးလေးဟာဘီယမကြီးမှာပါဝင်ခွင့်တောင်းလိုက်ပါတယ်။သူမကဝတ်တစ်ကြီးအခွန်ခွာဆက်ကိုတီထွင်ပြသပေးပြီးမြဲအလုံးမလုပ်ခဲ့ဘူး။ဝတ်မုံပတ်ဖျားဆက်ကိုတရုပ်ပြတဲ့အခါဘီယမရဲ့လက်ထက်ကိုပတ်မိသွားတယ်။ဘီယမကြီးကဒေါင်းမင်းသမီးလေးကိုနှစ်သိန်းပေးပြီးတင်ကားနတ်သမီးတွေကကုန်းမြေကြီးစီခရီးသွားခွင့်မရှိ။နွေရတီကိုစောင့်ကျင်လာတာကတဘာဝနတ်သမီးတွေရဲ့အလုပ်ဖြစ်ကြောင်းရှင်းပြပါတယ်။ဒေါင်းမင်းသမီးလေးကလက်မလျှော့ပါဘူး။သူမဟာတငယ်ချင်းတွေစီသွားပါတယ်။ရေနတ်သမီးကရေဆက်ကိုဘယ်လိုထိမ့်သိမ်းရမလဲဆိုတာသင်ပေးပေမဲ့ဒေါင်းမင်းသမီးလေးဟာတငယ်ချင်းတွေကိုရေချိုးပေးသလိုဖြစ်သွားတယ်။အလင်းနတ်သမီးကနေရောင်ကိုအသုံးပြုပြီးမိဖိုးကောင်တွေကိုလင်းစီကိုသင်ပေးပေမဲ့မအောင်မြင်ဘူး။သရီဆန်နတ်သမီးကငှက်လေးတစ်ကောင်ကိုလေ့ကျင့်ပေးပုံပြသပေမဲ့ဒေါင်းမင်းသမီးလေးရဲ့ပုံစံကခုံပေါက်နေတာကြောင့်ငှက်ကလေးကြောက်ပြီးအခွန်ထဲပြန်ဝင်သွားတယ်။အပေါ်ကပြန်နေတဲ့ငှက်ကြီးတစ်ကောင်ကိုတတိထားမိပြီးသူမဟာအဲ့ဒီအပေါ်ကိုပြန်တက်သွားခဲ့ပါတယ်။နီးလာတဲ့အခါမှာတော့လျုံကြီးဖြစ်နေတယ်။နတ်သမီးတွေကမီးအောင်တိုင်းကိုပြေးပြီးပုံအောင်ခဲ့ကြတယ်။လေးနတ်သမီးကတော့တစ်ခေါင်ထဲဝင်ပုံခဲ့ပါတယ်။မတော်တဆဆက်တိုက်ဖြစ်ပေါ်လာပြီးဒေါင်းမင်းသမီးနဲ့ဟာလေအောင်ကြီးကိုလေးနတ်သမီးပုံနေတဲ့စီတက်တက်ခေါက်သွားတယ်လို့ဖြစ်သွားပါတယ်။လေအောင်ကြီးကတစ်ခေါင်ပေါက်ကိုထိုးစိတ်နေတဲ့အချိန်လေးနတ်သမီးကဒေါင်းမင်းသမီးလေးကိုစွန့်ပစ်ပြီးထုတ်ပြေးသွားပါတယ်။အဲ့ဒီအချိန်မှာပဲတခြားနတ်သမီးတွေကအလင်းမြန်ဆုံးရောက်ရှိလာကြပါတယ်။သူတို့ဟာတင်းနဲ့များစွာနဲ့ပြစ်ပေါက်ပြီးလေအောင်ကြီးကိုမောင်းထုတ်လိုက်ကြပါတယ်။အဆုံးမှာတော့ဒေါင်းမင်းသမီးလေးနဲ့လေးနတ်သမီးလေးနှစ်ယောက်လုံးပြေးကင်းလုံခြုံခဲ့ပါတယ်